ရာသီကျို community တိုင်းဖလားကိုရရှိသွားမှာကအာဆင်နယ်လားမန်စီးတီးလားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Jet Sport Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီ video file လေးထဲမှာဆိုလို့ရှိရင်တော့ဒီနေ့ Super Sunday ညမှာကစားကြမဲ့ပွဲစဉ်တွေကိုပွဲကြိုခံမှန်းသုံးသက်ချက်လေးတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်ဒီနေ့ Super Sunday ည9နာရီမှာဆိုလို့ရှိရင်တော့ England Championship ပွဲစဉ်အဖြစ် Southampton အသင်းဟာ Watford အသင်းရဲ့အိမ်ဝင်းကိုတောင်းရင်ဆိုင်ရမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့ပေါက်ကြီးအနေထားကိုကြည့်မယ်ဆိုလို့ရှိရင် Southampton အသင်းဟာ Asian Watford အသင်းကို body ပေါက်ကြီး level 80ရှုံးဆိုကြေးပေးထားတာပဲဖြစ်ပါတယ်ချန်ပီယံရှစ်မှာရောက်နေတဲ့ Southampton အသင်းဟာဆိုလို့ရှိရင်ပြီးခဲ့တဲ့ရာသီကလည်း Premier League ကိုတန်တက်လူနီးပါးဖြစ်ခဲ့တဲ့ခြေစွမ်းကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Watford အသင်းရဲ့အိမ်ဝင်းမှာလည်းအမှတ်ယူအောင်မှာပဲဖြစ်ပါတယ်။ Body ကြေးပြော့နေပေမဲ့လည်းဒီပွဲစဉ်မှာ Southampton Body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ Super Sunday ည9နာရီခွဲမှာဆိုလို့ရှိရင်တော့ England Championship ပွဲစဉ်အဖြစ် West Ham အသင်းဟာ Burnley အသင်းရဲ့အိမ်ဝင်းကိုတောင်းရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက Premier League ကနေတန်းဆွမ်းတာခဲ့ရတဲ့ West Ham နဲ့ Burnley အသင်းဟာဆိုလို့ရှိရင်တော့အခုတခါ Championship မှာကန်နေပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ပေါက်ကြေးကိုကြည့်မယ်ဆိုလို့ရှိရင် West Ham အသင်းဟာ Burnley အသင်းကို body ပေါက်ကြေး level 50ရှုံးဆိုကြေးပေးထားတာပဲဖြစ်ပါတယ်။ Premier League ကနေတန်းဆင်းသွားခဲ့ရတဲ့ West Ham အသင်းဟာဆိုလို့ရှိရင်အဓိကကစားသမားတွေဖြစ်တဲ့ Samavi တို့လိုကစားသမားတွေအသင်းကနေထွက်ခွာသွားခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အားနည်းနေမှာပဲဖြစ်ပါတယ်။ Burnley အသင်းရဲ့အိမ်ဝင်းမှာခက်ခဲအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Ancient Burnley body ကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ Super Sunday ည9နာရီခွဲမှာဆိုလို့ရှိရင်တော့စပိန်လာလီဂါပွဲစဉ်ဖြစ်ဘီလာရီယဲအသင်းဟာလာလီဂါကိုတန်းတက်လာတဲ့ Racing အသင်းရဲ့အိမ်ဝင်းကိုတောင်းရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။မှာဆိုလို့ရှိရင်ဝေးဝင်းကလာကစားရတဲ့ဘီလာရီယဲအသင်းဟာအင်ရှင်ရေစင်းအသင်းကို body ပေါက်ကြီး level 60ရှုံးမဲ့ကြေးပေးထားတာပဲဖြစ်ပါတယ်။ကိုပေါင်းစိတ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့3လုံးရွှေ့ရင်90စားဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။လာလီဂါကိုတန်းတက်လာခဲ့တဲ့ရေစင်းစန်တန်တာအသင်းဟာဆိုလို့ရှိရင်ကစားပုံမှာကြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဝေးကွင်းခံစစ်စိတ်မချရတဲ့ဘီလာရီယဲအသင်းတို့အခက်ကြုံအောင်မှာပဲဖြစ်ပါတယ်။ပေါက်ကြီးအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေဘီလာရီယဲအသင်းရဲ့ပေါက်ကြီးဟာတော်တော်လေးကိုပျော့ပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အင်ရှင်ရေစင်းဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်။ဒီနေ့ဩဂတ်လ16ရက်ည17နာရီခွဲမှာဆိုလို့ရှိရင်တော့စပိန်လာလီဂါပွဲစဉ်ဖြစ်အက်စပန်ညိုအသင်းဟာအိမ်ဝင်းမှာလီဗန်ဒေးအသင်းကိုရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်အက်စပန်ညိုအသင်းကလီဗန်ဒေးအသင်းကိုဘော်ဒီပေါက်ကြီး level 80ရှုံးကြေးပေးထားတာပဲဖြစ်ပါတယ်။အစပန်ညိုအသင်းဟာဆိုလို့ရှိရင်အိမ်ဝင်းခြေစံကောင်းမွန်တာမှန်ပေမဲ့လည်းလီဗန်ဒေးအသင်းဟာဆိုလို့ရှိရင်လည်းကစားတော်တော်လေးကောင်းတဲ့အသင်းပဲဖြစ်ပါတယ်ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တေရလက်ကိုဥတီနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လီဗန်ဒေးဘော်ဒီကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ Super Sunday ညတနာရီခွဲမှာဆိုလို့ရှိရင်တော့ပြင်သစ် Super Cup ပွဲစဉ်ဖြစ် PSG အသင်းဟာလမ်းအသင်းနဲ့ကန်မှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လူးဝင်းအန်ရီရဲ့ PSG အသင်းဟာလမ်းအသင်းကိုဘော်ဒီပေါက်ကြီးတစ်လုံးရွှေ့ရင်90သားဆိုချစ်ပေးထားတာပဲဖြစ်ပါတယ်နီးပြပြောင်းလဲပြုလုပ်ထားခဲ့တဲ့လမ်းအသင်းဟာဆိုလို့ရှိရင်သူတို့ထက်အဆအရာရာအင်အားသာတဲ့ PSG အသင်းကိုရှင်ကစားဖို့ခရင်အောင်မှာပဲဖြစ်ပါတယ်ခန်းစစ်ကိုအားပြုပြီးကစားလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ PSG အသင်းတို့1-0လောက်နဲ့အနိုင်ရသွားမယ်လို့ခန့်မှန်းပေးခြင်းပြီးတော့ PSG body နဲ့ကိုယ့်အောက်ကိုပဲရွေးချယ်ပေးပါတယ်ဒီနေ့ Super Sunday ည8နာရီခွဲမှာဆိုလို့ရှိရင်တော့ Premier League ရာသီကျိုပွဲကြီးပွဲကောင်းပွဲစဉ်အဖြစ် Arsenal အသင်းဟာ Man City အသင်းနဲ့ Community တိုင်းပွဲကိုကန်ရမှာပဲဖြစ်ပါတယ်community တိုင်းဖလားဆိုလို့ရှိရင်ရန်မုံငွေဖလားပွဲဖြစ်စဉ်ပေမဲ့လည်းတရားပြီးရင် Premier League ရာသီကန်ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်သင်းသလုံးဟာအားစိုက်ကစားလာကြအောင်မှာပဲဖြစ်ပါတယ်ဒီပွဲစဉ်ရဲ့အာရှဘူကီပေါက်ကြီးနေထားကိုကြည့်မယ်ဆိုလို့ရှိရင် Man City အသင်းဟာ Arsenal အသင်းကို body ပေါက်ကြီး level 5ပြရှုံးကြေးပေးထားပြီးတော့ဂိုးပေါင်းစိတ်ကနှစ်ပြတ်ဆိုပြီးကြေးဖွင့်ထားတာပဲဖြစ်ပါတယ်။နီးပြအသင်းနဲ့ပွဲထွက်လာမဲ့ Man City အသင်းဟာဆိုလို့ရှိရင်လေဒီပွဲစဉ်ကိုအားစိုက်ကစားလာအောင်မှာပဲဖြစ်ပါတယ်။ Premier League Champion ဖြစ်တဲ့ Arsenal အသင်းဟာဆိုလို့ရှိရင်သူတို့အသင်းရဲ့အဓိကနောက်ခက်ကစားသမားဖြစ်တဲ့ Saliba ဟာဒဏ်ရာပြဿနာကြောင့်မို့လို့ဒီပွဲစဉ်ကိုလွဲချော်အောင်မှာပဲဖြစ်ပါတယ်။ဒီပြသည့် Enzo Maresca ရဲ့လက်ထက်မှာ Man City အသင်းဟာလည်းပုံစံသစ်နဲ့ပွဲထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနှစ်သင်းသလုံးဟာအမားမခံစတန်ကစားလာအောင်မှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ဂိုးပေါင်းစည်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်လေတိုက်စစ်အားတန်တဲ့နှစ်သင်းဟာဂိုးပေါင်းစည်းကတော်တော်လေးကိုပျော့ပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သင်းကိုတွေကိုမြင်တွေ့ရဖို့ခဲရင်အောင်မှာပဲဖြစ်ပါတယ်။ရာသီချိုခြေစမ်းပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းဟာအားနည်းချက်တွေကိုတွေ့မြင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာ Man City body နဲ့ကိုအောက်ကိုပဲရွေးချယ်ပေးပါတယ်။ဒါလေးကတော့ဒီနေ့ဩဂတ်လ16ရက် Super Sunday ညမှာကစားကြမဲ့ပွဲစဉ်တွေကိုတိုးလေးသုံးသပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ channel လေးလေးမှာဆိုလို့ရှိရင်ဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပုံမှန်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘောလုံးအားကစားကိုစိတ်ဝင်စားရင် like and subscribe လုပ်ပေးသွားကြဖို့လို့တောင်းဆိုပါတယ်။